အားလုံးမင်္ဂလာပါကဲပေါ်လာတယ်မနေ့ကတော့ပြတ်သွားနော်ကဲဆရာပေါ်လာတယ်ဒီနေ့တော့တေချာတော့ပေးထားပါတယ်ကဲဒီနေ့အတွက်ပေါ်လာတဲ့အတွက်ကျွန်တော်ကနန်းဆွဲခွဲထုတ်ရေးပေးမယ်ဗျာနော်ရှီယာတရက်ကပြတ်သွားတယ်နော်ဒီနေ့တော့ပေါ်လာတယ်နောက်ဆုံးပိတ်အိမ်နဲ့လွယ်ပေါ့နော်ပေါ်လာတယ်စားတော့ပွားအောင်လို့ကျွန်တော်ကနန်းအကွက်10ကွက်ယူပေးထားတယ်နော်ကဲကျွန်တော်ယူပြီးတဲ့10ကွက်ကိုပေါ်လာတယ်သိချင်ရင်ဒီဗီဒီယိုလေးကိုစုံအောင်လိုက်ကြည့်ပါအဲဆိုပေါ်လာတွေ့လိမ့်မယ်နော်ဒီကျွန်တော်ပေါ်လာတဲ့အတွက်ကနန်း10ခွက်ယူပေးထားပါတယ်အဲ့ကနန်း10ခွက်ကိုပေါ်လာတယ်မနေ့ကိုထိုးပါမနေ့မပါဝင်ညနေမှစားလို့လိုက်ပါပြန်မကတုံးပေါက်ပါစေကျွန်တော်ရဲ့ကနန်း10ခွက်ကတော့9နှစ်9ခွန်4နှစ်4ခွန်6နှစ်6ခွန်3နှစ်3ခွန်5နှစ်5ခွန်ဖြစ်ပါတယ်ကဲပေါ်လာတယ်ကျွန်တော်ရဲ့ channel လေးကို live and subscribe လုပ်ထားပေးကြပါအသစ်တော့စီစဉ်နေနဲ့ဆက်လက်ဆောင်ကြိုနေကြပါနော်အားလုံးကျေးဇူးတင်ပါတယ်